မြောက်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ပြည်သက်များကိုအခုတော်တို့မောင်နှမနှစ်ယောက်ကနေပြီးတော့ကဘာငယ်လေးတစ်ခုစီကိုခေါ်ဆောင်သွားဖို့အတွက်စီစဉ်ထားပါတယ်ရှင်ဟုတ်ပါတယ်အဲ့ဒီနေရာလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံတစ်ခုမှာတည်ရှိပါတယ်ကဲညီမလေးတော်တာရေးပြည်သက်ကြီးကိုဘယ်ကိုခေါ်သွားမလဲဆိုတော့ပြောပြပါဦးဒါကတော့မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းကနေပြီးတော့တလားတစ်ချိန်ပုံမှန်ထုတ်ဝေတဲ့ဆွေမျိုးပေါက်ဖော်ဆိုတဲ့မဂ္ဂဇင်းပဲဖြစ်ပါတယ်ဒီမဂ္ဂဇင်းထဲမှာဆိုရင်တော့ကျမတို့မရောက်ဘူးသေးတဲ့ထင်ရှားတဲ့သမိုင်းဝင်နေရာတွေယဉ်ကျေးမှုတွေအဆောင်လင်ပါဝင်နေသလိုနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတွေကိုလည်းဖော်ကျူးလုပ်ထားပါတယ်အဲ့ဒီဖော်ကျူးမှုတွေကမှရွေးချယ်ပြီးတော့ပြည်သက်တွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အခုပြည်သက်များကိုမိတ်ဆက်ပေးချင်တာကတော့အတွင်းများစွာပေးတဲ့ချစ်စရာကောင်းတဲ့ရှန်ဂရီလာဆိုတဲ့မျိုးလေးပဲဖြစ်ပါရဲ့ရှင်တိဘက်ဘာသာစကားနဲ့နေနေလားလို့အဓိပ္ပာယ်ရတဲ့ရှန်ဂရီလာဟာတိဘက်ကိုပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနဲ့တိုင်ကွင်းစီရင်စုရဲ့မြို့တော်ပဲဖြစ်ပါတယ်ယူနန်ပြည်နယ်ရဲ့အနောက်မြောက်ဘက်နဲ့ချင်းဟိုင်တိဘက်ကုန်းပြင်းပြင်းမှာရှိတဲ့ဟန်တန်တောင်ကုန်းဒေသမှာတည်ရှိပြီးတော့ရှန်ဂရီလာဟာယူနန်စီချွမ်နဲ့တိဘက်ပြည်နယ်တို့ရဲ့လမ်းဆုံဖြစ်ပြီးတော့ကမ္ဘာတဘာဝအမွေနှစ်များရဲ့တည်နေရာမြင်းပြိုင်မြစ်3ဆင်းရှုခင်းတာဧရိယာလည်းဖြစ်ပါတယ်ရှန်ဂရီလာရဲ့ရာသီဥတုကတော့အေးမြပြီးတော့နှစ်လိုပဲကောင်းပါတယ်ရှင်ညီမလေးတော်တာရေးအကိုကိုတိုင်းတရုတ်နိုင်ငံယူနန်ပြည်နယ်တိဘက်ဒေသရဲ့စိတ်ကူးရဆန်တဲ့ရှန်ဂရီလာကိုရောက်သွားသလိုခံစားရတယ်အရန်ကိုလာပါတယ်မြို့လေးမဟုတ်လားအရန်ကိုတာယာလွမ်းမဖို့ကောင်းတယ်နော်ဒါပေါ့တော်တို့ခုပြပြနေတဲ့အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့လွမ်းမဝယ်ရာရှန်ဂရီလာတဲ့ဆောင်းမရှိရဲနိုင်ရေးသားထားတဲ့အကြောင်းအရာပါဒါကိုရွေးချယ်ပြီးတော့ပြည်သက်တွေအတွက်တင်ဆက်ပေးနေရပြီဖြစ်ပါတယ်ရှင်ဒီစာအုပ်ထဲမှာရှန်ဂရီလာရဲ့လှပမှုတွေကတနေရာတနေရာမတူဘူးနော်ဟုတ်တယ်ဒါကြောင့်လေနောက်ထပ်တနေရာကိုခေါ်သွားဖို့အတွက်ရွေးချယ်ထားပါတယ်ပြည်သက်ကြီးကအတူတူကြည့်ကြရအောင်နော်အခုမြင်တွေ့နေရတာကတော့တဘာဝအရာတောင်ပတ်လည်ဝန်းရံနေတဲ့အလယ်မှာတည်ရှိနေတဲ့တဘာဝရေကန်ကြီး Nepal High Wetland ပဲဖြစ်ပါတယ်ဒီရေကန်ကြီးဟာဆိုရင်တော့2083ဟက်တာအကျယ်ဝန်းရှိပါတယ်ကျမတို့နိုင်ငံကအင်းတော်ကြီးတို့အင်းလေးကန်တို့နဲ့မတူဘဲနဲ့ကန်တော်ကြီးလိုမျိုးရေကန်ပတ်လည်ကိုကားလမ်းကနေပြီးတော့လှည့်လည်ကြည့်ရှုအပန်းဖြေနိုင်တာဖြစ်ပါတယ်ကားလမ်းပေါ်ကနေပြီးတော့ကန်ရီပင်ကျဲကြီးတဆုံကိုတောင်တန်းတွေနောက်ခံထားပြီးတော့ကြည့်ရတာဟာလွမ်းမောပဲကောင်းလာပါတယ်တချို့နေရာတွေမှာတော့ရေမရှိတော့ဘဲနဲ့ကုန်းမြေတွေဖြစ်ပေါ်လာနေတာကိုလည်းတွေ့ရပါတယ်ပြည်သက်များခင်ဗျာနဘာဟန်ဝက်လန်နေရှင်နယ်ပတ်ဟာဆိုလို့ရှင်ပင်လယ်ရေမျက်နှာပြင်အထက်3260မီတာခန့်မှာတည်ရှိပြီးတော့မြက်ခင်းတွေရေပြင်တွေပတ်ဝန်းကျင်တစ်တောတွေပါဝင်ပြီးတော့ရာသီလိုက်စိတ်ဆန်းရည်တွေဟာရန်စင်းမြစ်အထက်ပိုင်းမှာရှိတဲ့ကျင်းချမြစ်တဲကိုမြေအောက်မှာစီးဆင်းနေတဲ့ကားစားလှိုင်ကူကလည်းတစ်ဆင့်ရေကန်ကြီးတဲကိုစီးဆင်းသွားပါတယ်ငှက်မျိုးစုံကျက်စားရဒေသဖြစ်ပြီးအထူးသဖြင့်လေဘင်းနဲ့ကြိုးကြငှက်တွေကြောင့်တဘာဝအလှပကိုခန်းစားလိုသူတွေလာရောက်တဲ့ခီးသွွားဒေသကိုဒေသစီးပွားရေးအဖြစ်ဆောင်ရွက်တယ်လို့သိရပါတယ်Nepal High Grassland ဆိုရင်တော့ရှန်ဂရီလာမှာအကြီးဆုံးဖြစ်ပြီးတော့စောစွတ်တဲ့ရာသီဥတုကြောင့်မလို့မြက်ခင်းပြင်ကြီးကတော့မျက်စိတဆုံစိမ့်ဆုံနေတဲ့မြင်ကွင်းကစိမ့်ဆောင်မှုရှိလာပါတယ်။ဒီဒေသကမြက်တွေရာဆိုရင်တော့အခြားဒေသကမြက်တွေထက်ပိုမိုပြီးတော့အလင်းမြန်စွာကြီးထွားတယ်။နှစ်စဉ်နှစ်တိုင်းမေလမှာဆိုရင်တော့ Nepal High မြက်ခင်းပြင်ဟာပိုပြီးတော့အစိမ့်လန်းနေတတ်တယ်။စွန်လအစမှာတော်ရိုင်ပန်းမျိုးစုံပွင့်လန်းပြီးတော့မြက်ခင်းပြင်မှာတိုးအုပ်တွေမြင်းတွေဒေသနှနောက်တွေကျက်စားရမြက်ခင်းလွင်မြင်ကြီးဖြစ်တယ်လို့သိရပါတယ်။ဒီမြက်ခင်းပြင်ပြင်ကြီးကိုနောက်ခံထားပြီးတော့အမှတ်တရဓာတ်ပုံရိုက်ကူးကြပါတယ်အပန်းဖြေရနေရာဖြစ်လို့စားတောက်ဆိုင်နဲ့နားနေနိုင်တဲ့နေရာတွေကိုလည်းထားရှိပေးထားပါတယ်။ပတ်ဝန်းကျင်အလှပနဲ့ကျယ်ဝန်းတဲ့မြင်ကွင်းကိုအသားပေးထားတာကြောင့်မလို့ဒီနေရာမှာဆိုရင်တော့အဆောက်အအုံတွေကိုခက်နေခက်သေးသေးပဲမြင်တွေ့ကြရမှာဖြစ်ပါတယ်ရှင်။
ဒီဒေသမှာဆိုရင်တော့တဘာဝအလားနဲ့ဂေယစနစ်ကိုထိမ့်သိမ်းရနေရဖြစ်လို့2008ခုနှစ်ကနေစတင်ပြီးတော့မြက်ခင်းနဲ့ရေတိမ်ဒေသများမှာရှိတဲ့စိုက်ခင်းပေါင်း684ဟက်တာကိုရေပမာဏတည်ငြိမ်စေခြင်းဖြင့်ပြန်လည်ထူထောင်ခဲ့လို့လည်းသိရတယ်။အဆိုပါထိမ့်သိမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာလည်းတားငယ်ဆောက်ရှောက်ပုံနဲ့ရှားပါအပင်များခွဲခြားနည်းကိုတင် जा ပို့ချပေးခြင်းနဲ့နေမြေထိမ့်သိမ်းဆောက်ရှောက်ရေးမှာဒေသခံပြည်သူလူထုကိုယ်တိုင်အားလည်းပြီးတော့ပူပေါင်းပါဝင်ပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုတာကိုလည်းလေ့လာတွေ့ရှိရတယ်ပေါ့နော်။တောင်ကုန်းဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ပင်တွေကိုတောင်ကုန်းပေါ်မှာပေါ့နော်။ပိုက်ကွန်တွေအုတ်ခုတွေနဲ့ဖော်ပြီးတော့စိုက်ပျိုးထားတာကိုလည်းဒီမှာမြင်တွေ့ရမှာဖြစ်တယ်။တရုတ်နိုင်ငံမှာပေါ့နော်။တစ်တောနဲ့တစ်ပင်ထိမ့်သိမ်းမှုကလည်းလေအတူယူဖို့ကောင်းလာပါတယ်။မြို့ပေါ်မှာဆိုလို့ရှိရင်လမ်းမတွေကကျယ်ဝန်းနေပြီးတော့လူသွားလမ်းတွေစက်ဘိန်းတွေစိုက်ငယ်အတွက်လမ်းတွေကိုလည်းတီးခြားထားရှိပေးထားတယ်။လူသွားလမ်းဒီမှာဆိုရင်တစ်ပင်တွေကိုစနစ်တကျစိုက်ပျိုးထားလို့တရုတ်နိုင်ငံမှာရှိတဲ့ကားလမ်းများကလေတစ်ပင်တွေနဲ့ပနာရလာတဲ့မြင်ကွင်းရလေတကယ်ကိုလှပပါတယ်ရှင်ဒီကနေ့မှာဆိုရင်တော့သားတို့မောင်နှမနှစ်ယောက်ကလွမ်းမော့စရာကောင်းတဲ့နေရာတွေရင်သက်ရှုမောဝဲကောင်းတဲ့နေရာတွေကိုရွေးချယ်ပြီးတော့ပြည်သက်တွေကိုတင်ဆက်ပေးခဲ့တာပါဆွေမျိုးပေါက်ပေါ်ဆိုတာ85နှစ်တာကာလတစ်ခုအထိဖြတ်တန်းလာခဲ့ကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားရင်းနှီးချစ်ကြည်မှုတစ်ခုပါအဲ့ဒီရင်းနှီးချစ်ကြည်မှုကိုအစပြုပြီးတော့မှမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားဖွံ့ဖြိုးတိုးတက်မှုတွေကိုအပြန်အလှန်လေ့လာကြမယ်ပြီးတော့နီးနာနေသရာတွေကိုအပြန်အလှန်ဖလှယ်ရင်းနဲ့ကျွန်းကိုင်းမီကိုင်းကျွမီနေထိုင်ရင်းနဲ့ပျော်စရာကောင်းတဲ့ကဘာငယ်လေးတစ်ခုကိုတိဆောက်လိုက်ကြရအောင်ပါခင်ဗျာ